ဒါလေးကတော့စီအခက်အခဲဖြစ်နေလို့စီတိုးနေရတယ်ဘရော်လေးပါဗျာမနေ့လင်းလိုက်ရထတိုးလိုက်ရတိုးအိတ်တောင်အိတ်ချင်တယ်ဗျာထမင်းစားချိန်တနားရီတော့ကြော်သွားပါပြီပျော်တရားကြီးဒါပေမဲ့အရှိမတော့မြင်ရတာပဲရောက်တော့မှာပါစီကိတ်ရလဲစီရမရှိတော့ဘူးသူမရှိသွားမှုအတွက်စီပြည့်ပြည့်ထည့်ရမယ်စောက်ခွက်မပြောင်းနေရအင်းရလဲရှေးပဲဗျာဟိုးနောက်တိုင်းယူကြည့်ကြည့်ပါဦးတိုင်းရလဲတော်တော်လေးရှေးတယ်ဟာဘေးတော့မှအိတ်နေအိတ်ပြော်တယ်ဗျာအိတ်ပြောဟုတ်ဈေးရောက်နေပြီဈေးရောက်အခုကြီးဆိုလို့ရှိရင်ညဘက်တွေကလေးနိုးတက်ရလို့လားမသိဘူးအိတ်လိုက်တာခင်ဗျားတို့လည်းအိတ်မဲ့ဆိုသူမောက်ခေါ်လာခဲ့ကျွန်တော်လည်းမောနေပြီဗိုက်တွေလည်းစားတယ်ပြောလို့မဆုံးသေးပါဘူးအိမ်ကနေပြီးတော့မိုးပေါ်ကဂျိုသားတစ်ခွက်သမင်းကြိုက်ကျွန်တော်တို့လာပို့ပါတယ်ကျွန်တော်တို့စီပနဘူးရပြီးကျွန်တော်မေးပါတယ်တပူးမမရသေးအဲ့အောင်ဂျိုသားတို့စောက်ရင်ရှင်ပြန်လိုက်တော့ရှုပ်တော့မယ်အားလုံးရှုပ်ကုန်တော့မယ်နော်ဂျိုသားတွေတုံးလိုက်တော့လုံးဝဂျိုသားတွေငါတို့မင်းစားအောင်ကွာတွားလိုက်တော့အခုစားရတဲ့ထဲမှာကိုရင်လည်းမပါပါဘူးဗျာတော့ဆွဲတယ်ခေါင်းတော်ပေါ်တော့တော်ဆွဲတာဘိုက်တော်စားနေပြီကျွန်တော်ကိုကြီးဟုတ်ပြီဘိုက်ဆိုတော့စားပုံရတယ်တော့ဆွဲတာခေါင်းတော်မပေါ်တော့ကိုကြီးမျိုးလုံးမှကောင်းရလားပြေးစားနေအောင်မှာဟုတ်တယ်လေဗျာမနေ့၄နာရီရလာတန်းစီရအခုတနိုင်တော့ကြော်ပြီးတော့သူလည်းဘိုက်စားရောပေါ့စိတ်မကောင်းတာတစ်ခုရှိသူ့ရင်ထဲမှာပြစ်တည်တဲ့အကြောင်းလေးကိုနားထောင်ကြည့်ပါကျွန်တော်နေကောင်းနေမပြန်ပြီတော့အိတ်မှကြတော့ခါလေးဒီလေးလာတိုးပါတယ်အဲ့တော့မှအိမ်အောင်ပြောင်းအောင်အယုတ်ဒီမှာတိုင်းဆိုရင်ဖြစ်တော့ဘယ်တနိုင်ထိုးနေပြီအဲ့ကစားနေတကမှဒီလိုစားမလို့တွေးမတွေးတတ်ဘူးဗျာမဲလာရင်းနဲ့မဲသားရင်းနဲ့သားဘူးလားဒီလိုတိုးဘူးလားစီတိုးဘူးလား Oh no သားဘူးလားဒီကောင်စောက်ညံ့နေတယ်အေးစင်မစောက်ဗျာကျွန်တော်ဆရာကြီးရတယ်အော်မနေ့လင်းရလာတိုးပြီးတော့တနားရီထိရောက်ဆိုတော့ဘိုက်စားရောပေါ့ခရောင်နေဖြစ်တော့လေလိုက်ကြောနေသိရမလားနေရာလဲပူတယ်ဗျာနေရာလဲပူတော့သိရမလားနေပြင်းနဲ့လွတ်တယ်ကျွန်တော်ဆရာသိရမလားကျွန်တော်ဆရာနေပဲနေပြင်းလွတ်တော့ဒီတောင်ပြောင်းနောက်ပြောင်းနဲ့သူပြနေပေါ့စားတော့ဦးရဲ့ဆိုတော့ဒါစားလို့လည်းပြီးသွားပြီနော်စားလို့လည်းပြီးသွားတော့ဗျာကျွန်တော်ရဲ့ဆရာကိုကျွန်တော်ပြောတယ်လုံးနဲ့ကလေးကိုနိုင်မကျင်းနဲ့ကလေးကိုနိုင်မကျင်းတော့ပြောတာဗျာကလေးကိုလေဘင်းသွားညှစ်တယ်ဗျာဟိုးမှာကြည့်တယ်မဟုတ်ကလေးကိုလေဘင်းညှစ်နေတာဝင်းညမ်းညှစ်နေတေသန်းဆိုပြီးညှစ်နေတာဗျာတော်ဆိုးတဲ့လူဗျာမလုပ်ပါနဲ့ပြောနှခါညှစ်ခဲ့တယ်အော်တော်ဆိုးလိုက်တာကဲစားလို့လည်းတောက်လို့လည်းပြီးပြီဆိုတော့ပြန်တော်မူတော့မယ်ဆိုပြီးတော့အမပြန်တော်မူနေပါပြီအမကြည့်ကြပါဦးကျွန်တော်ရဲ့ဘလော်လေးကိုကြည့်ရှုကြတဲ့တယောက်ချင်းကိုကျေးဇူးတင်ပါတယ်အားလုံးတက်တာ